Hello ဒီနေ့ကတော့ကိုရီးယားရဲ့ Disneyland ဖြစ်တဲ့ Lotte World မှာရှောက်လဲကြမင်း like ခဲ့အောင်ဒါကတော့အတွင်းဘက်ပေါ့နော်အတွင်းဘက်ကတော့ကလေးတွေစီးရများတဲ့ပွဲလေးလည်းရှိရဲ့အချိန်နဲ့လိုက်ပြီးတော့စီးစရာလေးရှိရဲ့ဒါပေမဲ့အတွင်းဘက်ကတော့ကလေးတွေစောတာများတယ်ဒါကတော့ကိုရီးယား style ဓာတ်ပုံရိုက်တဲ့နေရာလေးပေါ့ဒီမှာလည်းရိုက်ခဲ့တယ်ကလေးတွေနဲ့ပေါင်းပြီးပြောပါနေရပေါ့အပြင်ဘက်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ကျောင်းဝတ်စုံလေးနဲ့လူတွေအများကြီးတွေ့ရတယ်ဒီလိုဒီဘောမှာနာမည်ကြီးတာကျောင်းဝတ်စုံဝတ်ပြီးလာလေရပါတော့ရှောင်းတော့မလဲခဲ့ပေမဲ့တော့ပြင်အဲ့လိုမျိုးလေးဝတ်ပြီးရောလဲခဲ့ပါလို့ဒါတော့ရင်ခုန်စိတ်လို့ရှားစရာကြီးမစီးခဲ့ပါဘူးကြောက်လို့ညဘက်ထိနေအရန်လှတယ်ပေါ့မီးတွေထွန်းတာကပဲသွားမဲ့လူတွေဆိုတော့ဒီမြင်နေရတဲ့လေကိုစီးခဲ့ပါလို့ညဆိုရင်ရမ်းလာတယ်ပေါ့နော်ကြောက်ထက်သွားခဲ့ပေမဲ့အရန်ပြောဖို့ကောင်းနေကိုရီးယားရောက်ရင်အခုလည်းသွားလက်ခဲ့ပါလို့ဘိုင်ဘိုင်